ta sura son lot nai ne twe ta ma ne bu tana ga ma son lot nai bu e ma ta ma kwa pya chana mu de shi de tana chin ne metta chit tana chit ka pu laung ne metta chit ka e mya metta sura atwe ta kin ne kaung ju chanda ko lo la de sai thabo be metta sura tu atwe tana sura ko atweစဉ်းစားကြည့်လေလူတွေကဘသူကိုခင်ပါတယ်ချစ်ပါတယ်နဲ့ပြောနေကြတကယ်ချစ်တာဟုတ်ကလားလို့ဆိုတကယ်ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်ဘူးသူမြင်နေရလို့ရှိရင်ကိုယ်စိတ်ချမ်းသာအဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာနော်ဒါကိုလူတွေမျက်စိလဲသွားတယ်ကြည့်လေစဉ်းစားကြည့်အမေကသားသမီးကိုချစ်တယ်အဖေကသားသမီးကိုချစ်တယ်ဒီလိုပြောကြတယ်ကဲအမေချစ်တဲ့သားသမီးအဖေချစ်တဲ့သားသမီးကအမေစကားနားမထောင်ဘူးအဖေစကားနားမထောင်ဘူးဆိုလို့ရှိရင်နောက်ဆုံးကြတော့အမေအဖေကချစ်နိုင်မှာအောင်မလားအမေအဖေကိုအမေအဖေကဒီသားလေးဒီသမီးလေးကိုကြည့်ပြီးတော့သူ့ရဲ့စိတ်ကျေနပ်မှုကလေးရနေတာအဲ့ဒါကိုချစ်တာသူ့ရဲ့စိတ်ကျေနပ်မှုလေးကိုဖြက်လို့ဖြက်စီးလှုပ်လာပြီဆိုရင်သွားတော့သတင်းစာတွေကထည့်ပြီးတော့သားသမီးတွေအမွေပြတ်ကြော်ညာတာတွေမရှိဘူးလားရှိတယ်ဘာဖြစ်လို့အမွေပြတ်ကြော်ညာရတာလဲလို့ဆိုရင်သူ့ရဲ့ပီတိသောမနတဆိုတဲ့ခံစားချက်လေးကိုဖြည့်ဆည်းပြလို့တဲ့အဓိပ္ပာယ်ကဒါပဲဒီသားဒီသမီးကိုအာယုံပြုတ်ပြီးတော့ပီတိသောမနတလေး तू မရတော့မရသည့်အတွက်ကြောင့်မင်းမနေနဲ့တော့ပဲဒါပဲအဲ့တော့တဏှာချက်နဲ့မေတ္တာချက်ကအလွန်ကွာတယ်မေတ္တာချက်ဆိုတာဒါမျိုးမဟုတ်ဘူးကျိုးစီးပွားကိုလိုလားတယ်ကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့သို့တော့တွေ့တာမနေဘူးကိုယ့်အတွက်မစင်စားဘူးသူ့အတွက်တစ်ဖက်သက်စဉ်းစားတယ်ဟောမေတ္တာဒီတဲ့ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုခေါ်တာပါဒီစကားလုံးလေးဖြစ်လာတာကိုအကြည့်မိတ္တတဧတာမေတ္တာမိတ္တတမိတ်ဆွေတငယ်ချင်းရဲ့ဧတာဥစ္စာဖြစ်တဲ့စိတ်သဘောထားပဲမေတ္တာမိတ်ဆွေတငယ်ချင်းရဲ့စိတ်